မင်းသားရဲ့တငယ်ချင်းတွေအားလုံးမင်္ဂလာပါဗျကျွန်တော်ဒီ2025အတွက်ကျွန်တော်မွေးကနန်းဖိုင်နေတင်ပြပေးပါမယ်တစ်ဖိုင်ချင်းဒီကိုကျွန်တော်တို့ဗီဒီယိုတစ်ဖိုင်နဲ့ပေါ့နော်ပထမဆုံးဒီဖိုင်မှာတော့339တဲ့မွေးကနန်းပေါ့နော်24ချိန်မှာပရိတ်လေးဒီပရိတ်လေးကကျွန်တော်တို့24ချိန်မှာပရိတ်လေးလို့ကြားတာ4ကပ်ပဲရှိပါတယ်ဒီပရိတ်လေးကြားတဲ့နှစ်ထဲကဒီ9လောက်ပိတ်နဲ့ခဏန်းတစ်ခွက်ဒီထိပ်စီးရပါပါပေါ့နော်2ရပါပါခွန်3ရပါပါ8 5ရပါပါ3ညခွန်8 3ညဆိုတဲ့ပါဝါချင်းကနန်းတစ်ခွက်ကဒီသူ့ရဲ့နောက်နေမှာ2 3 5ရပါဝါလန်ခွန်8 3ညဒီသူ့ရဲ့နောက်နေမှာမွေးကနန်းထွက်ပေးပါတယ်နော်အဲ့လိုပဲနောက်ဒုတိယအကြိမ်24ကြိမ်ပရိတ်လေး3 3ညတက်မှာပထမကတ်တုန်းက9ပိတ်တဲ့ခဏန်းပေါ့နော်ဒီဒုတိယကတ်မှာကျတော့ဒီဘရိတ်လေးတွေက6ပိတ်တဲ့ခဏန်းတစ်ခွက်3ရပါဝါ8 9ရပါဝါ2 6ရပါဝါ1 3ခွန်6ကိုပါဝါလန်ရင်8 2 1ဆိုတဲ့တဲ့ခဏန်းတစ်ခွက်ကဒီသူ့ရဲ့နောက်နှစ်ထဲမှာ8 2 1လို့တဲ့မွေးကနန်းထွက်ပေးရပါတယ်နော်အဲ့လိုပဲ24ချိန်မှာပရိတ်လေးတတိယကတ်မှာကျွန်တော်တို့ကပထမ9ပိတ်ကစတာဒုတိယ6ပိတ်ဒီတတိယကတ်မှာတော့ခွန်ပိတ်တဲ့ခဏန်းပေါ့နော်ဒီပရိတ်လေးတွေကကျွန်တော်တို့ခွန်နောက်ပိတ်တဲ့ခဏန်းတစ်ခွက်တည်ပေါ့9ရပါဝါ3ည1ရပါဝါ6ခွန်ရပါဝါ2 3ည6 2 5 1ခွန်ကိုပါဝါလန်ရင်3ည6 2ဆိုတဲ့တဲ့ကနန်းတစ်ခွက်ကသူ့ရဲ့ဒီနောက်နှစ်ထဲမှာ3ည6 2လို့တဲ့မွေးကနန်းကြပေးရပါတယ်နော်အဲ့ဒီလိုပဲကျွန်တော်တို့ဒါ4ကပ်မြောက်ပေါ့နော်ကလင်ဒါတစ်ကြောလုံးမှာ24ချိန်မှာပရိတ်4လို့ကြတာဒီ4ကပ်ပဲရှိတယ်3ည6 8ပရိတ်4လို့ကြလို့ဒီနှစ်ထဲကကျွန်တော်တို့က9ပိတ်ပြီးပြီ6ပိတ်ပြီးပြီခွန်ပိတ်ပြီးသွားပြီ4ကပ်မြောက်မှာ10ပိတ်တဲ့ကဏ္ဍတစ်ခွက်ပရိတ်လေးတွေက10ပိတ်တဲ့ကဏ္ဍတစ်ခွက်ဒီ2ရပါဝါခွန်9ရပါဝါ3ည8ရပါဝါ3 2 5 8ကိုပါဝါလန်ရင်ခွန်3ည3ဆိုတဲ့ဒဲတစ်ခွက်ဒီသူ့ရဲ့နောက်နဲ့မှာခွန်3ည3လို့မွေးကနန်းတစ်ခွက်ကြပေးရပါတယ်နော်အဲ့ဒီလိုပဲပရိတ်လေးလို့ကြတယ်ကြားလိုက်တာနဲ့သူ့ရဲ့နှစ်ဦးမှာပရိတ်ခွန်နဲ့ပရိတ်5ဒီနှစ်ပရိတ်လေးလို့ကြတယ်သူ့ရဲ့နောက်နှစ်ဦးမှာပရိတ်9နဲ့ပရိတ်4ဒီ3နှစ်3ပရိတ်လေးလို့ကြတယ်သူ့ရဲ့နှစ်ဦးမှာပရိတ်6နဲ့ပရိတ်8ဒီ4နှစ်3 4ပရိတ်လေးလို့ကြတယ်သူ့ရဲ့နှစ်ဦးမှာပရိတ်3ညနဲ့ပရိတ်5ဒီ5လို့ကြတယ်ဆိုတော့သူကဖြစ်စဉ်ကနှစ်3 4 5ဆိုပြီးစီနီယံ4လုံးဖြစ်စဉ်ကိုသူခင်းခဲ့တယ်ပေါ့နော်အဲ့ဒီနှစ်3 4 5ဆိုတဲ့စီနီယံ4လုံးခင်းခဲ့တဲ့မူမှာအခုကျွန်တော်တို့ရိုက်မှာဒီနှစ်3 4 5ဖြစ်စဉ်ကိုပေါ့နော်ဒီပရိတ်နှစ်ခုရဲ့ပေါင်းလိုက်နှစ်အဲ့ဒီနှစ်ဒီသူ့ရဲ့နောက်နှစ်ထဲမှာနှစ်ခါလို့ကြားလိုက်တာနဲ့ပရိတ်3နဲ့ကြားတာနော်ဒုတိယကတ်မှာပရိတ်9နဲ့ပရိတ်4နဲ့ပေါင်းတော့3အဲ့ဒီ3ဒီသူ့ရဲ့နောက်နဲ့မှာ3ခါလို့ကြားလိုက်တာနဲ့ပရိတ်3နဲ့ပဲကြားတာတတိယကတ်မှာနှစ်ပြီး3ပြီးတော့4ပေါ့နော်ပရိတ်6နဲ့ပရိတ်8ဒီ4အဲ့ဒီ4ဒီသူ့ရဲ့နောက်နဲ့မှာ4ခါလို့ကြားလိုက်တာနဲ့ပရိတ်3နဲ့ပဲကြားတာစလုထကတ်မှာကျတော့ပရိတ်3ညနဲ့ပရိတ်
9နဲ့ပေါင်းတော့9ပေါ့နော်2 3 4 5ဒါ4ကမြောက်မှာ9ပရိတ်3ညာနဲ့ပရိတ်9နဲ့ပေါင်းတော့9အဲ့ဒီ9ဒီသူ့ရဲ့နောက်နဲ့မှာ9လဲတာလို့ကြားလိုက်တာနဲ့ပရိတ်3နဲ့ပဲကြားတာအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ2 3 4 5ဒီ2ခါနဲ့ပရိတ်3ခါနဲ့ပရိတ်3 4ခါနဲ့ပရိတ်3 5ခါနဲ့ပရိတ်3လို့ကြားသွားပြီအဲ့ဒီပရိတ်3နေဒီပေါ့နော်အဲ့ဒီကနေပြီးတော့1 2 3နှစ်မြောက်ထဲမှာဒီနှစ်ဒီနှစ်ပရိတ်ဒီခွာ1ခွာပေါင်း1ရဲ့ပါဝါ6ခါနဲ့အလဲတိုင်းနှစ်ဒီပရိတ်နှစ်6ခါနဲ့ပရိတ်နှစ်နှစ်ပြီးတော့3ပေါ့နော်ဒီ3 5ခါနဲ့ပရိတ်3ဆိုတာဒီပရိတ်3နော်နှစ်ပြီးတော့3လို့ရိုက်တော့ဒီခွာ3ညမို့လို့3ညရဲ့ပါဝါ5ခါနဲ့တစ်နှစ်2နှစ်3နှစ်မြောက်ထဲမှာခွာ3ညရဲ့ပါဝါ5ခါနဲ့ဒီ3ဒီပရိတ်3နော်နှစ်ပြီး3ပြီးတော့4ခါနဲ့ပရိတ်3ရိုက်ခဲ့တယ်မှာခွာ9ဒီခွာ9ရဲ့ပါဝါ4ဒီခါ4အလဲတိုင်း4နဲ့ဒီ4ဒီပရိတ်4ခါနဲ့ပရိတ်4နော်နှစ်3 4နှစ်3 4ပြီးတော့5ခါလို့ရိုက်တဲ့ချိန်မှာခွာ8နဲ့8ရဲ့ပါဝါ3အလဲတိုင်း3နဲ့အလဲတိုင်း5ဒီပရိတ်5နဲ့ဒါ3ခါနဲ့ပရိတ်5ခါနဲ့ပရိတ်10ခွဲမွေးရမှာ3ခါနဲ့ပရိတ်10ခွဲမွေးရမှာမင်းနဲ့သားဘာလို့တကွယ်ထဲချုပ်လိုက်တာလဲဆိုတော့ကျွန်တော်မူရင်းရိုက်ခဲ့တဲ့ပေါ့နော်ပရိတ်ခွန်နဲ့ပရိတ်5ဒီနှစ်အဲ့ဒီနှစ်ဒီပရိတ်နှစ်လို့ကြားတဲ့ချိန်မှာဒီခွန်ထက်ရဲ့ပါဝါနှစ်ကရှေ့ပေါင်းနှစ်နဲ့ရိုက်တာဒုတိယကမှာပရိတ်9နဲ့ပရိတ်4ဒီ3အဲ့ဒီ3ဒီပရိတ်3လို့ရိုက်တဲ့ချိန်မှာနော်ဒီ4ချိတ်4ရဲ့ပါဝါ9ကရှေ့ပေါင်း9နဲ့ရိုက်တာတတိယကပရိတ်6နဲ့ပရိတ်10ဒီ4အဲ့ဒီ4ဒီပရိတ်4လို့ရိုက်တဲ့ချိန်မှာဒီမှာ3ညချိတ်ဒီ3ညရဲ့ပါဝါ9ဒီရှေ့ပေါင်း9နဲ့ရိုက်တာကျွန်တော်တို့ရိုက်မဲ့စတုထကပရိတ်တစ်ခုပေါင်း9အဲ့ဒီ9ဒီပရိတ်9လို့ကျွန်တော်တို့မွေးကနန်းရိုက်ဖို့အတွက်ကဒီမှာကျွန်တော်တို့ကတစ်ထိတ်ရှိတာပေါ့နော်တစ်ထိတ်ရှိတော့တည့်ရဲ့ပါဝါ6ရှေ့ပေါင်း6နဲ့နော်ရှေ့ပေါင်း6နဲ့ပရိတ်9 3ခါကိုရှေ့ပေါင်း6နဲ့ဆိုမှတော့3ကိုဒဲတစ်ခွက်ပါပဲနော်ဟုတ်မနတတငယ်ရင်းဒီအောင်မြင်ကြပါစေဟုတ်တခြားနားမလဲတဲ့လူကကလင်နာထောက်ပြီးတခြားကြည့်ပါနော်အမိုက်စားမွေးကနန်းမှာမင်းတတရဲ့မွေးကနန်းတွေကအရန်လှပြီးအရန်ထွက်ပါတယ်နော်ဟုတ်3ကိုမွေးကနန်းတစ်ခွက်နဲ့အောင်မြင်ကြပါစေ